အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့လေတော့တဲ့ရောက်နေပါတယ်ဒီများစဘာပုတ်တာသွားပြီးတော့မှကြည့်မှာဖြစ်ပါတယ်ကျွန်တော်ရှမ်းပြည်တွေစဘာကိုကျွန်တော်ဆက်နဲ့မပုတ်ဘူးနော်ဒီဘာလို့ဆိုတော့ဒီလိုကောက်ရိုးလေးပြန်ပြီးတော့အသုံးချမှာမဟုတ်နော်ကျွတ်တွန်ဆိုင်တဲ့အချိန်မှာပြပြကောက်ရိုးပြန်လူကျွန်တော်တို့ကလူနဲ့ပဲပုတ်တာဟိုနဲ့လည်းမပုတ်ဘူးနော်ကျွန်တော်ရောက်လာတဲ့နောက်ကျတော့အခုကသူများတွေကတစ်ဖြတ်နားတဲ့အချိန်နဲ့တိုးတော့နော်ဒီလိုတက်လက်ဘက်တွေခင်းထားတယ်ခင်းပြီးမှအမျိုးသမီးတွေဆိုဒီလိုလိုက်တယ်ပေါ့နော်ဒီလိုစပားတွေမှာသူတို့စီးထားပြဒီစပားလေးတွေလိုက်တယ်ယောက်ျားလေးကတော့ဒီမှာပုတ်တာသူတို့ပုတ်တဲ့ဆင်ပြမယ်နော်သူတို့စပားပုတ်ဆင်ပေါ့နော်ဒါဆိုသူတို့ပုတ်တဲ့ဆင်လေးတွေသူတို့ nest နဲ့အရှင်လောက်ထားတာဒါပြန်ရစ်ပြန်တိန်းလို့ရတာပေါ့နော်ဒီမှာစပားပုတ်တဲ့ဆင်လေးပါမဆင်လေးဒါစပားတွေဒါပြီးတော့မှခဏနေကျွန်တော်ဘာလို့ခေါ်လဲရက်တောင်လိုမျိုးပုံစံပြန်ပြီးတော့မှခုနအမိုက်တရိုက်တယ်အဲ့လိုမျိုးပြန်ခါထုတ်ပြီးမှကျွန်တော်တို့အိတ်ထဲထည့်ပြီပေါ့နော်သူတို့ဒီခုနဒီကောက်ရိုးပုံပြီးတဲ့အနောက်ကသူတို့ဒါတခါတည်းစီးထားပြီးလိုက်တာကိုသူတို့ကတစ်ဖြတ်နားလာဒါကျွန်တော်တောင်ကြီးဘက်ကတောင်ကြီးရဲ့တောင်ဘက်ကစဘာပုတ်ပါဒါတီဦးတို့ကရှယ်တာရနေပါတယ်ဒီမှာတချို့ဟာလည်းမရိပ်ပြီးတဲ့ဟာတွေအများကြီးကျန်သေးတယ်ဟိုဘက်ချမ်းမှာရိပ်တဲ့လူကရိပ်တော့ပေါ့နော်သူတို့ဒါရိပ်ပြီးရင်ပြန်ထွန်ပြီးရင်တော့စက်တုံပြန်ဆိုင်ပါဟာလဲတနေရပုတ်နေတယ်ပေါ့နော်ဟိုဘက်နဲ့ခုနဒီမှာခဏနာတော့ဟိုဘက်မှာပုတ်နေတဲ့ဟာကျွန်တော်တို့သွားရှိုးကြည့်မှာဖြစ်ပါတယ်ဟိုမှာလေခွင်းကြားထဲမှာဒီလိုရေလေးတအားပေါ်တယ်ဒီရွာရေတအားပေါ်ချင်းချောင်းလေးတွေရေလေးတွေဒါကျွန်တော်စဘာပုတ်တဲ့နောက်တနေရပေါ့နော်အဲ့တော့ဆိုယူပြီးတော့လာပြီးပုတ်ရပါတယ်ဒီလိုခုရှားတာတခုပြောရမှာနော်ဒီမှာကျွန်တော်တို့စဘာမပုတ်ခင်မှာကျွန်တော်ပုတ်လို့ဘူးတလန်လို့ခေါ်တာပေါ့နော်ဗမာလို့ကျွန်တော်လည်းမခေါ်တတ်ဘူးဒါမျိုးတွေအရင်တင်ပေးရတာပေါ့နော်ဖြေတွေရောထမင်းတွေနဲ့ဒီလိုမျိုးတင်ပေးရပါတယ်ရတော့ပုတ်ပြီးသွားပြီပုတ်နေသေးပေါ့နော်နောက်တင်ရဆက်ကူးမယ်ဒီဖက်ပြန်ပုတ်မှာဖြစ်ပါတယ်ဒါခုနယောက်ျားလေးကပုတ်ပြီးသွားခဏနားတာပေါ့နော်ဒါအမျိုးသမီးဖွဲ့ပုတ်တာဖြစ်ပါတယ်ဝင်ပုတ်မှာဖြစ်ပါတယ်စဘာပုတ်ပြီးအောင်ဒါတော့ဘောမှာဒါပထမဆုံးစဘာပုတ်တဲ့အတွေ့အကြုံပေါ့နော်တခါမှတော့စဘာမပုတ်ဘူးကဲဒီပုတ်ကြတော့ဟေးဟောဒီလိုခါလေးကုန်အောင်နောက်ရှိတော့ပါဘူးကုန်သွားပါပြီအော်ဘူးရထားတယ်နော်โอเคလာဖာ83M ပေါ့နော်သူတို့ကြုံတက်လေးတွေတင်ယူနေပါတယ်ကိုင်းဒီပိုးထမနာပိုးထမနာကိုင်းထတဲ့ရင်ကိုင်းတယ်စာရလေးနွေစာရတဧက65အိတ်လောက်ထွက်တယ်ပေါ့နော်ရှုခင်းလဲရမ်းတာရပါတယ်မတဲတယ်လို့တဲတယ်ပေါ့နော်ဗီဒီယိုကြည့်ပေးတဲ့တရားချင်းစီကိုအားလုံးကြည့်တင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါစို့ဘိုင်ဘိုင်